ဒီကောင်ဟာဒီနေ့က favorite day လား oh no မြင်မြင်လောက်ရမယ်မြင်ဘာဒီအော်ဒါစတော့ဒီချိုကနေတော့မယ်ဒီချိုကနေကိုမြင်လောင်းမဟာရှိတယ်မြင်ပြတ်သွားပြန်ပြီထားပါတော့တော်ဒီအောင်လာပြီစေးတောက်မရတော့မယ်တော့မယ်စေးတော့ရင်မြောင်ခုမှပဲပိုင်းအောင်တက်တာလေအဲ့တော့မယ်ငါအဲ့ဒါမှအကျမ်းပါအဲ့တော့မယ်ဒီနေ့ကဖိဖိဒေးလေးကိုဘယ်လိုဖြတ်သန်းတော့လဲဆိုတာကိုလာပြီးတော့ပြောလေးရကြပြီးပါတယ်ပတ်ပိုင်မှာအားလုံးလေးဖြစ်ပါတယ်ဒီလိုလေးလည်းတင်နေအောင်မယ်နော်